ဒါကတော့တရကုံစင်ဖလော့လေးပါဘာလို့တရကုံစင်ဖလော့လေးလို့ပြောရလဲဆိုရင်တရရဲ့မတော်ရသေးတယ်ထောက်မလေးကိုကွတ်တီရောလိုက်ကြွေးခိုင်းခဲ့ပါတယ်ရှင်ကွတ်တီရောကသူများဝဲကြွေးရမို့လို့လားမသိဘူးအရန်ကိုကောင်းပါတယ်ကွတ်တီရောပြင်တရရောဖတ်ထုတ်ပေါင်းရဲ့ကြော်လုံးပေါင်းရဲ့လည်းမှားလိုက်ပါသေးတယ်ရောကအရေးနဲ့လည်းရရဲတုံးနဲ့လည်းရရဲတရအရေးနဲ့ပိုကြိုက်လို့ကွတ်တီရောအရေးနဲ့မှားလိုက်ပါတယ်ပြီးတော့ငရုတ်ဒီဆက်ဆက်လေးနဲ့မှာလိုက်ပါတကယ်တော့တရာကွတီကိုစားကျင်သွားတာတရာတငယ်ချင်းကြောင့်ပေါ့နော်တငယ်ချင်းကရှက်ပေါင်းမှာကွတီကိုပုံပို့လို့တရာစားကျင်တော့တရာကွတီကိုမစားတာအရန်ကိုကြာပါပြီဘာလို့မစားရလဲဆိုတော့အရသာမကြိုက်လို့မဟုတ်ဘူးအရသာအရန်ကိုကြိုက်လွန်းလို့ favorite တစ်ခုပါပဲကုန်စည်တုံးတွေကလည်းတက်ဆိုတော့ကွတီကိုဈေးကလည်းတက်သွားလို့တရာမစားဖြစ်တော့တာပါအခုမှတရာကိုဝယ်ကျွေးတယ်တကပေါ်လာလို့တကမလေးပေါ့နော်တကမလေးပေါ်လာတော့တရာလိုက်ပြီးတော့ဂုံစင်းပြီးစားခဲ့ရပါတရာကိုလိုက်ကြွေးလူတွေကတိတ်မစားနိုင်တာနဲ့ပဲတရာတယောက်တည်းပဲအကုန်လုံးအပြတ်သက်တရာတယောက်တည်းပဲစားခဲ့တယ်ဖက်ထုတ်ပေါင်းလေးကိုလည်းတရာအရင်ကြိုက်ပါတယ်ရှင်ဒီလိုမျိုးတရာရဲ့ဂုံစင် vlog တွေကိုကြည့်အောင်မှားလို့အေးကိုကြည့်ကျင်နေဆိုရင်တရာကို follow လုပ်ခဲ့ဖို့မမေ့နဲ့နော်တရာကိုနောက်ထပ်တောင်မျိုးမှာစားစေချင်တဲ့မုတ်လေးတွေရှိရင်လည်းတရာကို comment မှာမှန်းခဲ့လို့ရရနော်တရာ vlog လေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင် bye bye